ကဲဒီနေ့ကတော့အစားအသောက်တွေပေါ့အစားအသောက်တွေထိုင်းနိုင်ငံမှာညဈေးမှာတရက်သီးတွေလည်းဈေးချိုတယ်ဒူရင်သီးတွေအကင်တွေဆိုရင်တစ်ချောင်းမှဘတ်30တဲ့ပါမ30ချောင်း30ကင်လေးတွေတစ်ချောင်း30ကြက်ကြော်လေးတွေလည်းတစ်ချောင်း30ကောင်းညင်တုပ်လေးတွေပဇွန်ကကျတော့120ပဇွန်က120အကင်ချောင်းလေးတွေလည်းဘတ်30ပဲတန်ပါတယ်ကြက်ကြော်လေးတွေ20တန်အကင်လေးတွေ20စုံနေရောပဲစားစရာတွေစုံနေပါတယ်စားစရာတွေအစိုးအလင်းနဲ့ပြင်မှာလူအများကြီးပေါ့နော်လူများတွေတကြံနေလိုက်ဆော့တာပေါ့နော်ကိုရီးယားတော့